မိမဒီနေ့လေကြောက်ကြော်ပဲလားယောက်ျားရဲ့ကျမတကယ်မလုံးနိုင်တော့ပါကျမဘိုက်ကလေအရန်အောက်နေလို့ပါမင်းတို့မိမရတယ်လေဘာဆောက်သုံးမဟုတ်မကြောက်ပြောလိုက်ဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်ဟိုဟာနားတယ်ဒီဟာနားတယ်နဲ့ဘာတစ်ခုမှဟိုအဆင်မပြေဘူးတစ်ခုခုဆိုရင်အဲ့ဒီဘိုက်တွေကခလေးကိုပဲအကြောင်းပြနေကိုယောက်ျားစားဖို့တော့မှနည်းနည်းမပြင်ဆင်ပေးဘူးအော်ယောက်ျားရဲ့ကျမဒီခလေးကိုဝေးပြီးရင်ရှင်စားချင်တာချက်ကြွပါမယ်ငါလည်းယောက်ျားကြီးတာမားပြီးထင်ပါတယ်ငါလည်းမင်းလိုမိန်းမမျိုးယူမိရမှားတယ်။အော်လူတွေများတော့ကို့အတွက်ပဲကိုကြီးကြတယ်။ကေတီဟဲ့ကေတီအော်လလပြောလေဘာကိစ္စလဲ။ဟဲ့နှစ်ယောက်ကြာငါယောက်ျားမရှိဘူးခဲ့အပြင်သွားတယ်ပုံမှန်တိုင်းပေါ့ထမ်းတော့ပေါ့ထမ်းရင်တော့တောက်တယ်။အေးဟဲ့ငါလည်းနေကြည့်ပြီးတနာလိုက်တာဒါနဲ့နေတို့ခဏခဏစကားများတယ်ဆိုဟဲ့ငါတို့တွေများစကားများနေဘယ်သူပြောရလဲ။မလေးနင်တို့နှစ်ယောက်ကြောင်မပြောလဲသိပါတယ်ဟဲ့ဒါနဲ့နင်ပိန်သွားရတော့ဟဲ့အေးဟုတ်တယ်ငါလည်းအခုတလောကျမ်းမာရေးမကောင်းဘူးဟဲ့နင်တော့အိမ်အောင်ကြကန်ကောင်းလိုက်တာဟဲ့အေးဟုတ်တယ်ဟဲ့ငါယောက်ျားလည်းငါဘာမှမခံနိုင်သေးတာအိမ်ထဲမှာဆက်လဲငါအိတ်လိုက်ဆက်လိုက်ပဲငါအရာယောက်ျားတော့တခြားစီပါဟဲ့ငါမနဲ့မိုးနေဆိုပြောမယ်ဆိုတာကြီးပဲဒါနဲ့နင်မနေ့ကစေးုံသွားဆိုဘာသွားလောက်တာလဲအေးဟုတ်တယ်မနေ့ကငါဓာတ်မှန်သွားလိုက်တာလေဘိုက်ထဲမှာခလေးလေးယောက်ျားလေးတဲ့ဟဲ့နင်ရောသွားမရိုက်ချင်လားဓာတ်မှန်ရိုက်ချင်တာပေါ့ဟဲ့ငါမှသားထမပတ်စံတိတ်မရှိတော့ငါမရိုက်ရဘူးဟဲ့နင်ယောက်ျားဆိုမှတောင်းလေငါယောက်ျားဆိုရင်ငါတောင်းချတာမလို့တော့ငါအော်တိုပေးပြီးသားဟဲ့မတောင်းချင်ပါဘူးဟဲ့ငါလည်းသူ့နဲ့စကားအများကြီးမပြောချင်နင်တို့ကလည်းဟဲ့လေများတယ်ဖြစ်ပြီးတော့တယောက်တယောက်တပြည့်ပြည့်လက်နေမှာပေါ့အော်ဟိုမှာနင်ယောက်ျားပြန်လာနေငါပြောလိုက်မယ်ဟဲ့တော်မပြောနဲ့ငါရန်ရှာနေဦးမတကြနေအမလီအေးစစ်စစ်နေစမ်းပါညီယောက်ျားတော့ကတော့အตาလေးပဲဟဲ့လာမောင်နင်ဘယ်ကပြန်လာအော်မခင်ကျွန်တော်တငယ်ချင်းနေအပြင်သွားတွေ့နေလို့ဟဲ့နေအမြဲတမ်းအပြင်ပဲသွားမနေနဲ့နေမိမကလည်းဂီးဆိုင်ကိုဘာကိုဝင်နဲ့အော်ဟုတ်ကဲ့ပါမခင်ကျွန်တော်ဂီးဆိုင်ပါမယ်ဒါနဲ့အခုမခင်ဘယ်သွားကြမလို့လဲငါနေမိမကိုလာခေါ်တာညနေကြလို့စင်ကစီးကောင်ကသူ့ကိုတက်မှန်သွားရိုက်ပြေးမလို့အဲ့ဒါနေမိမကိုပတ်စံလေးပါလေနည်းနည်းပေးလိုက်အောင်အော်ဟုတ်ကဲ့ကျွန်တော်ပေးလိုက်ပါမယ်မခင်ရဲ့မိမရောက်ဟဲ့နေ့ယောက်ျားပေးနေလေယူလိုက်လေအော်အေးယူလိုက်မယ်ဟဲ့နေမိမနေကြောက်နေရသိလားဟဲ့နေရလဲရှောက်ပြီးတော့မလီငါရှိပါတယ်ဟဲ့ဘာကြောက်နေနဲ့ဟဲ့ငါတို့သွားတော့မနော်အော်ဟုတ်ကဲ့မခင်ဂီးဆိုင်သွားအောင်နော်မိမဂီးဆိုင်သွားအောင်နော်အော်ဟုတ်ကဲ့ယောက်ျားဟုတ်ဟဲ့ငါတရုပ်ဆောင်ကောင်းတယ်မို့လားအမလီကောင်းလို့နေငါဆရာတော်ခေါ်အောင်လို့ပြင်နေခဲ့အမလီခေါ်လိုက်တော့ဒါနဲ့နေ့ယောက်ျားပြောလို့တော့ကောင်းသားပဲဟဲ့တော်သေးတာဗောငါတငယ်ချင်းလေးရှိနေလို့အမလီရဲ့လာချွဲနေပြန်ပြီယွန်လိုက်တာသွားငါတငယ်ချင်းအရန်တော်လို့ပါအေးပါဟဲ့ငါတို့နောက်ကျနေပြီသွားကြမယ်လားအေး